ဒုက္ခဘုံကြီးထဲမှာနေပြီးတော့ဒုက္ခကိုမတွေ့ချင်ဘူးဆိုလို့မဖြစ်နိုင်ဘူးဟုတ်လားဘုံဘုံတို့တွေကဘယ်ထဲမှာနေတာတော့ဒုက္ခဘုံထဲမှာနေတာဒုက္ခဘုံထဲမှာနေတာမဟုတ်ဘူးဒုက္ခဘုံထဲနေတဲ့လူဟာဒုက္ခကိုတွေ့ကိုတွေ့မှာပဲအဲ့ဒါဒုက္ခမတွေ့ပါရစေနဲ့လို့ဆုမတောင်းနဲ့အဲ့ဒါဘယ်တော့မှမပြည့်ဘူးလို့မှတ်ထားလိုက်ပြည့်နိုင်တဲ့ဆုတောင်းမဟုတ်ဘူးဒါနဲ့ဘယ်လိုလုပ်ရမှာတော့ဆိုတော့တွေ့လာတဲ့ဒုက္ခကိုရင်ဆိုင်နိုင်ဖို့ပဲကြိုးစားရမှာမှတ်ထားနော်ဒါကိုမှတ်ထားနော်ဒုက္ခမတွေ့ဖို့ဆုတောင်းရမှာလားရင်ဆိုင်နိုင်ဖို့ကြိုးစားရမှာလားရင်ဆိုင်နိုင်ဖို့ကြိုးစားရမှာဟုတ်တယ်ဒုက္ခကလည်းဘယ်သူမှမျက်တတာမပေးဘူးသူ့ချော့လို့လည်းမရဘူးလက်ထိုးလို့လည်းမရဘူးတွေ့ပြီဆိုတွေ့မှာပဲဘုံဘုံတို့လှုပ်ထားဖို့အရာတွေ့ချင်ရတွေ့ကွာငါစိတ်ကိုမတုံမလှုပ်အောင်လုပ်မယ်ချမ်းသာအောင်လုပ်မယ်ဒုက္ခတွေ့ဖို့ရမင်းတာဝန်တွေ့လာတဲ့ခါမှာမတုံမလှုပ်အောင်လုပ်ဖို့ကငါတာဝန်ဆိုတဲ့သဘောမျိုးစိတ်ဓာတ်ကိုခိုင်မာအောင်ရှိဖို့လိုတယ်ဒေသနာတော်ဒီဆိုတာအဲ့ဒါပဲဒုက္ခမတွေ့အောင်ဒုက္ခကိုရှောင်နေနီးပေးတာမဟုတ်ဘူးတွေ့နေတဲ့ဒုက္ခကိုရင်ဆိုင်နိုင်အောင်ဖြတ်သန်းနိုင်အောင်အစဉ်ပြေပြေကျော်လွှားသွားနိုင်အောင်ကြိုးစားတဲ့နည်းတွေကိုပေးတာဟုတ်လားအဲ့တော့ဘုံဘုံတို့ကအခုဟာဒီဘဝထဲမှာနေရင်းနဲ့အစဉ်ပြေဖို့ပြောနေတာအခုပြောနေတာကစေဥဒုအာဟာရဆိုတဲ့အကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်ရင်ချမ်းသာမှာပဲကောင်းအောင်မပြင်နိုင်ဘူးဆိုရင်ဘာလို့မလို့ဆင်းရဲမှာနော်ပြစ္ဆုတ်ပံလည်းဆင်းရဲမယ်တန်တရားလည်းဆင်းရဲမယ်ကောင်းအောင်ပြင်နိုင်လို့ရှိရင်ပြစ္ဆုတ်ပံလည်းချမ်းသာမယ်တန်တရားလည်းဒုက္ခတိဘဝအစဉ်စဉ်မြင့်ပြီးတော့ဒုက္ခငြိမ်းနိုင်တယ်သို့တော့ဒီဘဝထဲမှာနေမယ်ဟေ့ဆိုရင်တော့ဒီခန္ဓာကိုယ်ကြီးကအိုတတ်တဲ့ခန္ဓာကိုယ်ကြီးအိုမှာဟုတ်လားနာတတ်တဲ့ခန္ဓာကိုယ်ကြီးနာမှာသူကခိုင်ခိုင်မာမာတိဆောက်ထားတာမဟုတ်ပြင်ဘက်ကနည်းနည်းလောက်အတိုက်ခိုက်လေးရှိတာနဲ့ပြောရရင် तू ကပျော့တယ်ပေါ့နော်နည်းနည်းမှအထိမခံတဲ့အကောင်ပဲဒါကြောင့်မြတ်စွာဘုရားကုံဘူးပမှန်မြေအိုးနဲ့တူတယ်ခွက်နဲ့ကွဲသွားနိုင်တယ်ဟုတ်လားဒါသူ့ရဲ့တဘာဝပဲလေသူ့ကိုနားလည်ထားဖို့လိုတယ်ပြီးရင်ဒီနေ့ဘာဖြစ်သွားမှာလဲပျက်စီးသွားမှာတေသွားမှာရှားထားပွေထားတာတွေပေါင်းတင်ဆက်ဆံတာတွေအကုန်ထားခဲ့အရွယ်ရှိမရှိကြီးငယ်ငယ်မရွေဘူးအချိန်ကြရင်သွားတာပဲအကြောင်းကုန်တဲ့ဒီနေ့ရက်ရတာပဲဘာမှမျက်နှာထောက်ထားတယ်ဆိုတာမရှိဘူးအဲ့တော့ပြောရင်တာကဒီထဲမှာနေနေတယ်ဘဝဖြစ်နေတယ်ဆိုလို့ရှိရင်ဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုဘုံဘုံတို့တွေကရှောင်လို့မရဘူးအဲ့တော့ဒီဒုက္ခတွေကိုဘုံဘုံတို့ကမတွေ့ချင်ဘူးဟေ့ဆိုရင်အကောင်းဆုံးနီလန်းရပါတယ်ဒီဒုက္ခတွေရဲ့တရားဖြစ်တဲ့တနည်းပြောရင်ဒုက္ခဖြစ်နေတဲ့ဒီဘဝကိုပဲမဖြစ်အောင်ချုပ်ငင်းအောင်လုပ်နိုင်ဖို့လိုတယ်အဲ့ဒီထိရောက်အောင်တွေးရမယ်သဘောပေါက်လားအကောင်းဆုံးအမြင်ဆိုတာအဲ့ဒါကိုပြောတာနော်ဒုက္ခတွေ့လာပြီးအော်ဒါကြီးကဒုက္ခပါလားဒီဒုက္ခချုပ်အောင်ငါလုပ်မဟေ့ဆိုတဲ့စိတ်ကူးမျိုးထိသွားဖို့လိုနေတာဟုတ်လားဦးဇင်းတို့ရွှေချင်းစတော်ဘုရားကြီးပေးတဲ့ဥမာတစ်ခုရှိတယ်မြေခွေးတကောင်ကိုတဲ့လူတယောက်ကခဲနဲ့ပြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီမြေခွေးကပြစ်တဲ့ခဲကိုပဲဖမ်းပြီးတော့ကိုက်အဲ့ဒီခွေးကဟုတ်တယ်တချို့ခွေးတွေခဲနဲ့ပြစ်လိုက်တယ်ဒုံးနဲ့ပြစ်လိုက်တယ်ဆိုအဲ့ဒီခဲတို့ဒုတ်တို့သွားပြီးတော့ကိုက်ရှင်သေးကြတော့အဲ့လိုမဟုတ်ဘူးတဲ့ခဲနဲ့ပြစ်တယ်ဒုံးနဲ့ရိုက်တယ်ဆိုအဲ့ဒီခဲတို့အဲ့ဒီဒုတ်တို့သူစိတ်ဝင်စားသူစိတ်ဝင်စားဒီခဲတို့ဒုတ်တို့ဘယ်ကလာလဲသူကပြစ်လိုက်တယ်လေအဲ့ဒီပြစ်လိုက်တဲ့လူကိုတွေ့အောင်ရှာပြီးတော့အဲ့ဒီလူကိုပဲကြိုက်တတ်ဖို့ကြိုးစားတယ်။ကွာခြားပုံတော့ခွေးရဲ့စိတ်ဓာတ်နဲ့ချင်းသေးရဲ့စိတ်ဓာတ်ကွာခြားပုံအဲ့ဒါကိုဥမာပေးတာဆိုတော့ကြီးကဘုံဘုံတို့တွေဟာမြေခွေးစိတ်ဓာတ်နော်မမွေးသင့်ဘူးပေါ့နော်ချင်းသေးစိတ်ဓာတ်မွေးသင့်တယ်အခုဘုံဘုံတို့ကမြေခွေးစိတ်ဓာတ်နဲ့နေကြတာခန္ဓာကိုယ်ကြီးဖောက်ပြန်လာပြီးဟေ့ဒုက္ခဖြစ်လာပြီးဟေ့ဆိုရင်ဘာလို့ဖို့ကြိုးစားစိတ်ကူဖို့ကြိုးစားတာပေါ့အဲ့ဒါပြစ်လိုက်တဲ့ခဲကိုပဲလိုက်ကြိုက်ဖို့ကြိုးစားနေတာမလုပ်ရဘူးဆိုတာတော့မဟုတ်ဘူးပေါ့နဲ့ကျမ်းမာရေးကောင်းအောင်တော့ကုအောင်ပေါ့မကုရဘူးလို့ဆိုတာမဟုတ်ဒါပေမဲ့ဘုံဘုံတော့ဘယ်ထိသွားတဲ့တော့ဘာလို့မကျမ်းမာဖြစ်တော့မကျမ်းမာတတ်တဲ့ခန္ဓာကိုယ်ကြီးရထားလို့မကျမ်းမာဖြစ်တာဒါပေမဲ့ခက်တာကျွတ်တို့ကပြင်ဘက်ကအရာတွေကိုပဲအပြစ်အနေနဲ့မြင်တတ်ကြတာဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မမြင်ဘူးဒုက္ခပေးတဲ့အရာတွေကိုပဲနော်ဒုက္ခရဲ့အကြောင်းတရားလို့မြင်တာဒုက္ခဖြစ်တဲ့ဒုက္ခပေးလို့ရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့ဒုက္ခရဲ့အကြောင်းတရားလို့မမြင်ဘူးဟုတ်တယ်မဟုတ်လားတကယ်တမ်းကဒီခန္ဓာကိုယ်ကြီးရှိနေတယ်မြဖြစ်နေတယ်မြနောက်ဘဝတွေလည်းဆက်ပြီးတော့ဖြစ်နေတယ်မြယောဂဆိုတာဘာလို့တွေ့မှာပဲဒီယောဂနဲ့မတွေ့ရင်ဟိုယောဂတွေ့မှာပဲနားမှာပဲလေသူဟာပြီးရင်ဘာလို့ရမှာလဲသိရမှာပဲရှောင်လို့ရမလားမရဒါကြောင့်မြတ်စွာဘုရားလက်ထက်ကဘုရားပွင့်လာတဲ့အခါကျတော့ဒိဋ္ဌိတွေက
သူတို့လက်လာပါပိတ်လို့ဆိုပြီးတော့ယဟန်တန်ဃာတွေကိုတွေ့တဲ့နေရာမှာဆဲကြတယ်ရန်ရှာကြတယ်ရှိအဲ့ဒါကိုယဟန်တော်တွေကဘာမှမတုံ့ပြန်မဲနဲ့မြတ်စွာဘုရားကိုရှောက်တယ်ရှောက်တယ်မြတ်စွာဘုရားအဲ့ဒီမှာဥဒန်းကျူးတာလေတော်တော်မှတ်သားစရာကောင်းတယ်ဘာတော့အဓိပ္ပာယ်လေးတော့ပဲဦးဇင်းပြောပါမယ်ရွာမှာနေနေတောမှာနေနေဆင်းရဲခြင်းချမ်းသာခြင်းဆိုတာတွေ့ရလိမ့်မယ်တဲ့ဆိုလိုတာကဘယ်နာသွားနေနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာရှောင်လို့မရဘူးတွေ့ရလိမ့်မယ်တဲ့အဲ့လိုချမ်းသာခြင်းဆင်းရဲခြင်းနဲ့တွေ့လာပြီဆိုရင်ဒါဘသူကြောင့်ဒါသူ့ကြောင့်ဒါငါကြောင့်လို့အစွဲမထားနဲ့တဲ့ဒီခန္ဓာကိုယ်ကြီးရှိနေလို့ဖြစ်နေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းတွေဆိုတာတွေ့နေရတာအကယ်၍ဒီခန္ဓာကိုယ်ကြီးသာဖြစ်မနေဘူးရှိမနေဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းတွေဟာဘာကိုအကြောင်းပြုပြီးတော့တွေ့မလို့တဲ့မြင်တတ်ဖို့လိုရနော်ဒီဥစ္စာဟုတ်လားဘုံမတို့အဲ့ဒီမြင်သလားမမြင်ဘူးအစင်မပြေဘူးဆိုရင်အဲ့ဒီအစင်မပြေတာကိုပဲနော်ဓာတ်ရိုက်ရှင်းဖို့ကြိုးစားတာပေါ့နော်အစင်မပြေခြင်းကိုအမြဲတမ်းဒိုင်းလက်ခံပြီးတော့နော်အစင်မပြေတာကိုအမြဲတမ်းနော်တွေ့ကြုံနေရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မြင်ရကောင်မှတွေးမိသလားမတွေးမိဘူးအဲ့ဒါဘာစိတ်ဓာတ်ခေါ်တော့မြေခွေးစိတ်ဓာတ်ပေါ့နော်ချင်းသေးစိတ်ဓာတ်တွေသွားပါအဲ့ဒါဖျားပွင့်လာတယ်ဆိုတာအဓိကအဲ့ဒါပဲနော်ဒါကြီးကဆိုဒုက္ခဖြစ်နေတာရှောင်လို့မရဘူးဒီဒုက္ခရှောင်နိုင်ဟိုဒုက္ခနဲ့တွေ့အဲ့ဒါကိုယ့်အကိုစိတ်တွေတွေးကြည့်ခုဘုံဘုံပြောတဲ့စကားကိုတခြားတွေးကြည့်နော်ဟုတ်လားလက်သက်တည်းအခါကိုဘာလို့ဖို့လို့တော့မြင်တတ်ဖို့လို့လေဒီခန္ဓာကိုယ်ကြီးဟာဒုက္ခအလုံးရဲ့နော်တီယာကြီးပဲမိယာကြီးပဲ